2025နောက်ပိုင်းမှာဆိုရင်တော့အမျိုးသမီးတော်တော်များများမျက်နှာပေါ်ကအရေးအကြောင်းတွေပျောက်ကင်းဖို့အတွက် Botox ထိုးလာကြသလို Botox injection နဲ့ပတ်သက်ပြီးတော့လည်းရင်းနှီးကျွမ်းဝင်လာကြပါတယ်ဒီလို Botox ထိုးခါနီးဆိုရင်ဒေါက်တာတို့မေးနေကြမေးခွန်းလေးတစ်ခုကတော့ဒေါက်တာရေ Botox ကခဏခဏထိုးရတာလားမထိုးရင်ရောအရင်အိုကျသွားတာမျိုးရှိလား side effect တွေရောဘာတွေရှိနိုင်မလဲ side effect တွေမဖြစ်အောင်ဘာလုပ်လို့ရမလဲအစရှိတယ်သူတို့ရဲ့စိတ်ထဲမှာရှိတဲ့စိုးရိမ်နေတဲ့မေးခွန်းပေါင်းများစွာကိုမေးလေးရှိကြပါတယ်ဟုတ်ကဲ့ပါရှင်ကျမကတော့အလှပကြီးဆရာဝန်ဒေါက်တာဟင်မာကျော်ပဲဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးထဲမှာဆိုရင်တော့အထက်ပါမေးခွန်းလေးတွေအားလုံးကိုတခြားလေးရှင်းလင်းပေးသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါနော်အရင်ဆုံး Botox injection နဲ့ပတ်သက်ပြီးတော့မသိသေးတဲ့လူတွေအတွက်အနည်းငယ်လေးရှင်းပြပေးမယ်နော်Botox ဆိုတာကတော့ botulinum toxin ခေါ်တာဖြစ်ပြီးတော့သူက muscle လို့ခေါ်တဲ့ကြွက်သားတွေတဲ့ကိုထိုးသွင်းရတာဖြစ်ပါတယ်။သူထိုးသွင်းခံလိုက်ရတဲ့ muscle တွေကခိတခဏမျှသာတည်စီသွားတဲ့အတွက်အပေါ်ရဲ့အရေးအကြောင်းလေးတွေပျောက်ကင်းသွားသလိုမျိုးဖြစ်ပါတယ်။ဒေါက်တာပြောတဲ့အထက်မှာခိတခဏဆိုတဲ့စကားလေးပါသွားတယ်နော်ဟုတ်ပါတယ် Botox ရဲ့ကြာစင်ကတော့သူထိုးသွင်းလိုက်တဲ့ဆေးပမာဏရဲ့ကြွက်သားတွေရဲ့လှုပ်ရှားမှုစွမ်းရည်ပေါ်မှာရဲ့လူတဦးတယောက်ရဲ့ဇီဝဖြစ်စဉ်ပြောင်းလဲမှုပေါ်မှာရဲ့မူတည်ပြီးတော့ကြာစင်ကတော့တုံးနဲ့တုံးမတူနိုင်ပါဘူးနော် Botox ရဲ့ပြင်းပြကြာစင်ကတော့အလွန်ဆုံး3လကနေ4လကြာဖြစ်ပြီးတော့အများဆုံး6လထိခံနိုင်ပါတယ်နော်ဟုတ်ပါပြီဒါဆိုရင်6လကြာပြီးမထိုးရင်ရောအရန်အိုသွားနိုင်လားဆိုတာနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်Botox ရဲ့ကြာစင်က3လကနေ6လကြာဖြစ်တဲ့အတွက်ဒီအချိန်လွန်ပြီးတဲ့နောက်မှာဆိုရင်တော့ muscle တွေကသူတို့ရဲ့ငကိုမူလလုံနေကြအလုပ်တွေကိုပြန်လုပ်မှာဖြစ်တဲ့အတွက်အရေးအကြောင်းတွေကလည်းတဖြည်းဖြည်းပြန်ပေါ်လာမှာပဲဖြစ်ပါတယ်။ဒါကသင် Botox မထိုးသေးခင်အရင်အခြေအနေအတိုင်းပဲပြန်ဖြစ်လာမှာပဲဖြစ်ပါတယ်။အဲ့ထက်ဆိုးပြီးအရန်အိုကျသွားမှာတော့မဟုတ်ပါဘူးနော်။ဒီလိုမဖြစ်အောင်ဆိုရင်တော့သူ့တက်တန်း6လမတိုင်ခင်မှာနောက်ထပ်တစ်စိမ်ထပ်ထိုးပေးမယ်ဆိုရင်တော့တင်းတင်းရင်နဲ့အေးကြောက်ကင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်စေမှာပဲဖြစ်ပါတယ်ခုနောက်ပိုင်းမှာဆိုရင် Botox injection ကိုအရေးအကြောင်းတစ်ခုတည်းအတွက်သာမကဘူးကျန်းမာရေးအတွက်တော်တော်များများလဲထိုးလာကြပါတယ်နော်ဂျိုင်းချွေးထွက်အရန်များတဲ့လူတွေဆိုရင်ဂျိုင်းကိုထိုးလို့ရတယ်လို့ဇက်ကြောတက်တဲ့လူတွေမှာဆိုရင်လည်းဇက်ကြောမှာရှိတဲ့မာဆယ်တဲ့ကိုထိုးလို့ရပါတယ်နောက်ပြီးတော့ခြေသလုံးတုပ်တဲ့လူတွေလက်မောင်းကြီးတဲ့လူတွေလည်းထိုးလို့ရပါတယ်ဒီလိုထိုးတဲ့အခါမျိုးတွေမှာဆိုရင်တော့ကျွမ်းကျင်တဲ့ဆရာဝန်နဲ့တေချာဆွေးနွေးတိုင်ပင်ပြီးမှထိုးသင့်ပါတယ်နော်ဒါမှသာထိုးသင့်တဲ့မာဆယ်တွေအတွက်လိုအပ်တဲ့ dose ပမာဏကိုတေချာလေးချိန်ညှိပြီးတော့ထိုးလို့ရမှာဖြစ်ပါတယ်Botox ထိုးတဲ့အခါမှာအဖြစ်များဆုံး side effect တစ်ခုကတော့လူတိုင်းနှီးပါခံစားရနိုင်တဲ့ထိုးပြီးပြီးချင်းမှာနီးတာရောင်တာတင်းတာမျိုးခံစားရတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီ side effect မဖြစ်အောင်ဆိုရင်တော့ရေခဲလေးကပ်ပေးလို့ရပါတယ်နော်။ဒီ side effect ဟာလည်းအချိန်ပိုင်းမျှတာဖြစ်ပါတယ်။တချို့လူတွေကတော့နှစ်ဖူးလိုနေရာမျိုးမှာထိုးရင်ခေါင်းကိုက်တာမျိုးဖြစ်တတ်ပါတယ်။ဒါကလည်းရက်ပိုင်းအတွင်းပြန်ကောင်းလာနိုင်ပါတယ်။တချို့တွေကြတော့လည်းဒီ botulinum toxin ကသူတို့ရဲ့ခန္ဓာကိုယ်ရဲ့တုတ်ပြန်မှုကြောင့်တုတ်ကွေးလိုမျိုးနေမကောင်းဖြစ်တာမျိုးဖြစ်တတ်ကြပါတယ်လူတအုပ်နဲ့တအုပ်တုတ်ပြန်ပုံချင်းကတူမတူကြတာပဲเนาะဒါကလည်းရက်ပိုင်းအတွင်းပြန်ကောင်းလာနိုင်ပါတယ်နောက် side effect တစ်ခုကတော့ drooping eyelid လို့ခေါ်တဲ့မျက်ခွန်ကျတာဆိုလိုတာကမျက်လုံးကိုအပေါ်ပင့်တင်လို့မရနိုင်တာမျိုးဖြစ်တတ်ပါတယ်ဒါကတော့ Botox တွေကကိုမလိုချင်တဲ့ muscle တွေကိုပြန့်သွားတာဖြစ်တဲ့အတွက်ဒီလိုဖြစ်ရတာပဲဖြစ်ပါတယ်ဒါကြောင့်ထိုးပေးတဲ့လူကကျွမ်းကျင်တဲ့လူဖြစ်ဖို့အရေးကြီးပါတယ်เนาะတချို့လူတွေက dose ပမာဏတစ်ဖက်နဲ့တစ်ဖက်တေချာမညှိမိဘူးဆိုရင်မျက်နှာတဆန်းဆောင်းတာမျိုးတို့မညင်ညာတာမျိုးတို့ဖြစ်နိုင်ပါတယ်ဒီလိုမျိုးတွေဆိုရင်တော့တေချာလေး dose ကိုညှိပေးပြီးမှထိုးရမှာပဲဖြစ်ပါတယ်အဆိုးဆုံး side effect တွေအနေနဲ့ကတော့အသက်ရှူတဲ့လမ်းကြောင်းမှာရှိတဲ့ muscle တွေအစာမျိုးချတဲ့လမ်းကြောင်းက muscle တွေထဲကိုမှားပြီးတော့ထိုးမိမယ်ဆိုရင်တော့အသက်ရှူရခက်လာတာတွေမျိုးချရခက်လာတာတွေစကားပြောရခက်လာတာတွေဖြစ်တာပြီးတော့နောက်ဆုံးမှာတေဆုံးတဲ့အထိတောင်မှဖြစ်လာနိုင်ပါတယ်နော်ဒါကြောင့်ဒေါက်တာခဏခဏတတိပေးနေသလိုထိုးပေးတဲ့ဆရာဝန်ကတေချာလေးကျွမ်းကျင်တဲ့ဆရာဝန်ဖြစ်ဖို့အရန်အရေးကြီးပါတယ်နော်နောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက်ကတော့ Botox ထိုးပြီးရင်လည်းထိုးပြီးတဲ့နေရာကိုအရန်ပုတ်တာခြေတာမျိုးမလုပ်သင့်ဘူးเนาะဆေးတွေကကိုမလိုချင်တဲ့မာဆယ်တွေကိုပြန့်သွားတတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ပြီးတော့ထိုးပြီးတဲ့နေရာကိုသေချာလေးရေခဲကပ်ပေးမယ်ဆိုရင်တော့ခုနပြောတဲ့နီးတာနာတာရောင်တာမျိုးသက်သာစေမှာပဲဖြစ်ပါတယ်အရန်ပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်တာမျိုးတွေကတော့တပတ်လောက်ဖြစ်ဖြစ်ခဏလေးနားထားပေးသင့်ပါတယ်เนาะနောက်ပြီးအယ်ကိုဟောတောက်တာတို့သွေးကြဲဆေးတောက်တာမျိုးတို့ရှိမယ်ဆိုရင်တော့အနည်းဆုံးတပတ်လောက်နားထားပေးရမယ်เนาะဟုတ်ကဲ့ပါရှင်အခုဆိုရင်တော့ Botox ထိုးရင်ဖြစ်တတ်တဲ့ side effect တွေနဲ့ကာကွယ်နည်းလေးတွေကိုသိသိလောက်သိသွားလိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင်နောက်လည်းခုလိုကျမ်းမာရေးအလားပါနဲ့ဆိုင်တဲ့ဗီဒီယိုလေးတွေကိုတင်ပေးသွားမှာဖြစ်တဲ့အတွက်ဟင်မာတို့ရဲ့ဗတာလေးပိုင်ဒေါက်တာဟင်မာ page လေးကို like and subscribe လုပ်ပေးခဲ့ပါအောင်ရှင်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော် bye bye